Okay ဆရာတို့ကစာမျက်နှာ2ပေါ့နော်စာမျက်နှာ2ကိုသွားပါမယ်စာမျက်နှာ2မှာ 1B ကတော့ပြီးခဲ့ပြီဆိုတော့ 2A listen and choose လုပ်မယ်လိုက်ရွေးကြမယ်ဘာတွေလဲဆိုတော့ the correct response မှန်ကန်တဲ့တုံ့ပြန်မှုတွေ to each request သူတို့တောင်းဆိုလိုက်တဲ့ဟာတစ်ခုချင်းစီအတွက်မှန်ကန်တဲ့တုံ့ပြန်မှုတွေကိုနားထောင်ပြီးတော့ရွေးကြမယ်ပေါ့နော်ဒီပြောတာလေးကိုလိုက်နားထောင်ပြီးတော့ရွေးမယ် 1A number 1မှာဆိုရင် A နဲ့ B နဲ့ဆို2ယောက်ရှိတယ်ပေါ့နော် A ကဘာပြောလဲဆိုတော့ can you take out the rubbish please နည်းနည်းလေးချက်ပြမယ်နော်ဒါလေးကိုဒီလိုလေး can you take out the rubbish please ဆိုတော့အမိုက်ကို can you take out အပြင်ကို out ဆိုတာကအပြင်ကို take ယူသွားတာပြောရမယ်ဆိုအမိုက်နှုတ်ပြပေးနိုင်မလားပေါ့နော် please ကျေးဇူးပြုပြီးတော့အမိုက်နှုတ်ပြပေးနိုင်မလားလို့ပြောတဲ့အခါမှာ B က sure I will ဒါမှမဟုတ်လို့ရှိရင် I'm sorry I'm busy now sure I will လို့ပြောမလား I'm sorry I'm busy now လို့ပြောမလား sure I will ဆိုရင်ကိုကဟုတ်ကဲ့တေချာတာပေါ့ကူညီပေးပါမယ်ဆိုတဲ့သဘောတရားမျိုးကိုသွားတယ်I'm sorry I'm busy now ဆိုတာကမဟုတ်sorry ပါငါမအားလို့အလုပ်ရှုပ်နေလို့ပါပေါ့နော်အဲ့လိုမျိုးလေးပြောတဲ့နေရာကိုရောက်တယ်အဲ့တော့နောက်တစ်ခုအနေနဲ့က 2A က can you clean the windows please ပဒင်းပေါက်တွေကိုတန်ရှင်းရေးလုပ်ပေးနိုင်မလားလို့ပြောတာနည်းနည်းလေးစုနေရဆိုလို့ရှိရင်ပြီးခါပေးပါနော်ပဒင်းပေါက်တွေကိုတန်ရှင်းရေးလုပ်ပေးနိုင်မလားလို့ပြောတာအဲ့တော့ဒီမှာပဒင်းပေါက်တွေဘလို့တန်ရှင်းရေးလုပ်မလဲဆိုရင်တော့လုပ်ပေးနိုင်တယ်ဆိုရင် yes I will ဟုတ်ကဲ့လုပ်ပေးနိုင်ပါတယ်လုပ်မပေးနိုင်ဘူးဆိုရင် I'm sorry I'm trying now ငါပင်ပန်းနေလို့ပါပင်ပန်းနေလို့လည်းမပေးနိုင်ဘူးပေါ့နော်ဒါသူညင်းလိုက်တဲ့အငင်းလေးရဲ့ yes I will ဟုတ်ကဲ့ပါဆိုပြီးတော့ကိုကပြောလိုက်တဲ့သဘောတူလိုက်တဲ့ဟာလေးရဲ့အဲ့တော့ဒါလေးက 2A ပါတစ်ခေါက်ထပ်ဖတ်ပြပါမယ် Can you take out the rubbish please Sure I will I'm sorry I'm busy now Can you clean the window please Yes I will I'm sorry I'm trying now I'm trying now ပြီးလို့ရှိရင်ဒီမှာ 2B Put the response in the correct column Put တင်ပေးရမယ်ထားပေးရမယ်ထည့်ပေးရမယ် response မှန်ကန်တဲ့တုံ့ပြန်မှုတွေကို in correct column သူတို့ပေးလိုက်တဲ့ response တုံ့ပြန်မှုတွေကိုဘယ်မှာထည့်ပေးရမှာလဲဆိုရင် in အထဲမှာဘယ်ထဲမှာလဲဆိုတော့ correct column accept ဆိုတာကလက်ခံလိုက်တာရပါတယ်ဆိုလက်ခံလိုက်တဲ့ဟာလေးလားတဲ့ဒါမှမဟုတ်လို့ရှိရင် refuse ဆိုတဲ့ဟာကကြတော့ hit in ပေါ့နော်မဟုတ်ဘူးမရဘူးဆိုတဲ့ဟာလေးလားပေါ့ဒါကဘယ်ဟာလဲဆိုတာကိုလက်ခံပေးရမယ်အငင်းလားလက်ခံလိုက်တဲ့ဟာလားခွင့်ပြုတာလားခွင့်မပြုတာလားအဲ့ဒါလေးကိုထည့်ပေးရမယ်အဖြေလေးတွေကတော့ဒီချက်ပေးခဲ့တဲ့ဘက်ကကလေးတင်ထားတာမို့လို့ထည့်ထားတာပေါ့နော်အဲ့တော့ number 1မှာက sure I will ဆိုတာဟုတ်ပြီလုပ်ပေးမယ်ပေါ့နော်ငါလုပ်ပေးပါမယ် I'm sorry I'm not free now sorry ပါ I'm sorry I'm not free now ဆိုတော့ sorry ပါငါအခုမအားဘူးပေါ့နော် free ဆိုတာလွတ်လပ်တယ်အားတယ်ပေါ့နော် I'm not free now ငါအခုမအားဘူးဆိုအငင်းပေါ့ဒါကတော့ okay I will ဟုတ်ပြီအဆင်ပြေတာ okay ငါလုပ်ပေးမယ် yes I will ရတယ်ငါလုပ်ပေးပါမယ်ဟုတ်ကဲ့ပါငါလုပ်ပေးပါမယ် I'm sorry I'm busy now နော် I'm sorry I'm busy now ငါအလုပ်များနေလို့ပါ sorry ပါငါဒီအခုလှုပ်ရှုပ်နေတယ် I'm sorry I'm tired now ငါပင်ပန်းနေလို့ပါ sorry ပါငါပင်ပန်းနေလို့ပါအဲ့တော့ကျွန်တော်ဒီထဲမှာဆိုရင်ဒီအဖြေလည်းထည့်ပြီးသားဖြစ်နေရပေါ့နော်အဲ့တော့တစ်ချက်တစ်ခါလေးပြောလိုက်ပါမယ်1ကကြတော့ခွင့်ပြုပေးတာပေါ့ဟုတ်ပြီလုပ်ပေးနိုင်တယ်ဆိုတဲ့အကြောင်းအရာကိုပြောတာ2ကကြတော့မရဘူးသူအခုမအားဘူးလုံးမပေးနိုင်သေးဘူးเนาะ sorry ပါငါ I'm not free now ဆိုငါမအားလို့ပါဆိုတဲ့ပုံစံမျိုးပြောတယ်အဲ့တော့3ကကြတော့ okay I will ဟုတ်ပြီလုပ်ပေးမယ်ဆိုတော့ဒါခွင့်ပြုတာပေါ့အဲ့တော့1ရယ်3ရယ်4ရယ်ကခွင့်ပြုလိုက်တဲ့ဟာ2ရယ်5ရယ်6ရယ်ကသူခွင့်မပြုဘူးပေါ့เนาะသူလုံးမပေးနိုင်ဘူးပေါ့အဲ့လိုမျိုးသူလုံးမပေးနိုင်ဘူးဆိုပြီးတော့အငင်းလုပ်လိုက်တဲ့ဟာရမယ်လို့မျှော်လင့်ပါတယ်အဲ့တော့ 2C က impact အတွဲလိုက် make request တောင်းဆိုမှုပေါ့เนาะလုပ်လို့ရမလားလုပ်ပေးနိုင်မလားဆိုတဲ့တောင်းဆိုမှုကိုလုပ်ပေးရမယ်ဘယ်အတွက်လဲဆိုတော့ for the activity လှုပ်ရှားမှုတွေဘယ်မှာလဲ in 1A မှာရှိတဲ့ဒီလှုပ်ရှားမှုတွေ
နော်ဒီ 1A မှာရှိတဲ့ A to 10လှုပ်ရှားမှုတွေဒီ A to 10လှုပ်ရှားမှုတွေအတွက်ကိုသူကပြောတာအဲ့အတွက်ကိုတဲ့လုပ်ပေးနိုင်မလားပေါ့နော်ဒီ give a response မှတ်ကန်တဲ့ response ကိုဒီလိုမျိုးပေးနိုင်မလား as in the example ဒီ example ထဲမှာလို့ပဲတဲ့အဲ့တော့ခြေတော့ပြောလို့ရတယ် can you water the plants please အပြင်နေရေလောင်းပေးနိုင်မလားလို့ပြောတာဘယ်လိုတွေဖြေလို့ရလဲကိုကလှုပ်ပေးခြင်းနဲ့လှုပ်ပေးလို့ရတယ်ဆိုရင်ဒီမှာရှိတဲ့ sure I will ဟုတ်ပါပြီငါလှုပ်ပေးပါမယ်တို့ okay I will တို့ yes I will တို့ပြောလို့ရတယ်ကိုကအငင်းပြောမယ်ဆိုရင်တော့ဒီမှာရှိနေတဲ့ I'm sorry I'm free now ဆိုတာရယ် I'm sorry I'm busy I'm sorry I'm not free now ဆိုတာရယ် I'm sorry I'm tired now ငါပင်ပန်းနေလို့ပါဆိုတာရယ်အဲ့တော့ကိုကြိုက်တာကိုထည့်ပြီးတော့အောက်မှာဖြည့်ပေးလို့ရတယ်ဒီမှာသူဖြည့်ပေးထားတဲ့ဟာကိုပေးရမယ်သူဖြည့်ပေးထားတဲ့ဟာကကြတော့ Can you water the plants please ကျေးဇူးပြုပြီးတော့ရေလောင်းပေးနိုင်မလားလို့ပြောတဲ့အခါမှာလောင်းပေးနိုင်ရင်ကိုက sure I will okay I will yes I will သုံးလို့ရတယ်လောင်းမပေးနိုင်တဲ့အခါမျိုးဆိုရင် I'm sorry I'm not free now I'm sorry I'm busy now I'm sorry I'm tired now အပင်ပန်းနေလို့ပါပေါ့နော်ဆိုတဲ့ကြောင့်မလို့ဒီမှာကျတော့သူကမပြောထားလဲဆိုတော့အငင်းလေးပြောထားတယ်လုံးမပေးနိုင်တဲ့အကြောင်းကိုပြောထားတယ်ဘယ်လိုလဲဆိုရင် I'm sorry I'm busy now သူပင်ပန်းနေလို့လုံးမပေးနိုင်တဲ့အကြောင်းလေးကိုပြောထားတယ်အဲ့တော့ကလေးတို့အနေနဲ့ဒီမှာရှိနေတဲ့ဟာလေးတွေကိုဘယ်လိုဖြေလို့ရလဲဆိုရင် Can you make the bed please အဲ့ဒါသိမ်းပေးနိုင်မလားဆိုရင် I'm sorry I'm busy now လို့သုံးချင်လား Sure I will yes I will okay I will သုံးချင်လားနော်မဟုတ် I'm sorry I'm not free now I'm sorry I'm not tired now နော်ဘယ်လိုသုံးချင်လဲနံပါတ်2ကကြတော့ tidy up the desk ခုံဆောင်ကိုတန့်ရှင်းလုပ်မှာပေါ့နော်ခြေလို့စပွဲကုန်းကိုတန့်ရှင်းလုပ်တဲ့အခါမှာဆိုရင် Can you tidy up ပေါ့နော် Can you tidy up the desk ပေါ့နော်please ကျေးဇူးပြုပြီးခုံဆောင်ကိုတန့်ရှင်းလုပ်ပေးနိုင်မလားလို့မေးတဲ့အခါမှာကိုကလုပ်ပေးနိုင်တဲ့အခါဆိုရင် yes I will လုပ်ပေးမယ်ဆိုရင်လည်းလုပ်မပေးနိုင်တဲ့အခါဆိုလို့ရှိရင်လည်း I'm sorry I'm busy now I'm sorry I'm tired now I'm sorry I'm not free now တိုက်သလိုဖြေလို့ရတယ်ဒီအောက်က1 to 10ကိုအဲ့လိုမျိုးလေးလုပ်ပြီးတော့ဖြေပေးပါလို့ပြောထားတာကလေးတို့တွေနဲ့အဲ့ဒါလေးတွေဖြေပေးရပါတယ်ဒီထဲထဲကနေပြီးတော့1 to 10လောက်ကိုလည်း comment မှာဖြေခဲ့ပေးကြည့်နော်ကိုကြိုက်နှစ်သက်တဲ့ဟာလေးတစ်ခုခုနားမလည်လို့ရှိရင်လည်းမေးလို့ရပါတယ်နော်